Hello မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဥက္ကုမောင် Mechanical Engineering 6 GTN ကနေပြီးတော့ကျောင်းပြီးတဲ့1993မှာကျောင်းပြီးတဲ့ engineer တယောက်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်ခေါင်းစဉ်ကတော့ 5CF for Marine Engineering ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ပထမဦးစွာဆွေးနွေးသွားမှာဖြစ်ပါတယ်။ရေချောင်း engineer နဲ့ 5CF နဲ့ဘယ်လိုဆက်ဆိုင်တာလဲအဲ့ဒါတွေကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ဆွေးနွေးတင်ပြရတဲ့ရည်ချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကအခြားတိုးတက်နေတဲ့နိုင်ငံများနည်းတူဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက်ခက်နဲ့လျော်ညီတဲ့ကိုကြီးကိုသွေးတွေရှိဖို့ရန်အထူးလိုအပ်တယ်။အားကြောင့်မို့လို့ကျွန်တော်တို့ 5CS ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ 5CS ဆိုတာဘာတွေကိုပြောတာလဲ။ 5CS ဆိုတာကျွန်တော်တို့ဘာတွေကိုပြောတာလဲ။ 5CS ထဲမှာဘာတွေပါလဲ။ collaboration, communication, critical thinking and problem solving, creativity and innovation, citizenship ဆိုပြီးတော့ C5 လုံးပါဝင်ပါတယ်ခင်ဗျ။ 5CS နဲ့ရေချောင်း engineer ဘယ်လိုဆိုင်တာလဲ။ 5CS ကိုလိုက်ပါဆောင်ရွက်ရင်ရောရေချောင်း engineer တွေတကယ်တိုးတက်လာမှာလားဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့တော့ 5CS ဆိုတာကျွန်တော်တစ်ချက်ချင်းစီကိုပြန်ပြီးတော့ဆွေးနွေးပေးခြင်းပါတယ်ခင်ဗျ။အဲ့တော့ collaboration ဆိုတာဘာကိုပြောတာလဲ။သမောဒီမှာဒီ collaboration ကိုဘယ်လိုမျိုးတွေဆောင်ရွက်ကြမှာလဲ။ collaboration ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့သမောဒီမှာတာဝန်ယူနေတဲ့ engineer တွေနဲ့ဘယ်လိုသက်ဆိုင်တာလဲ။ collaboration ဆိုတာပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။အုပ်စုနဲ့လုပ်ငန်းတွေကိုဆောင်ရွက်တာအတွေးခေါ်တွေမျှဝေပေးတာပြဿနာအခက်အခဲတွေကိုပူးပေါင်းပြီးတော့အဖြေရှာခြင်းလို့ဖြစ်ပါတယ်။ဒီကြောင့် engineer တွေနဲ့ဘယ်လိုသက်ဆိုင်တယ်လဲလို့ပြောရင်စက်တွေမောင်းနေတာတွေထိန်းသိမ်းတာတွေပြုပြင်ခြင်းတွေလုပ်ကြရင်ပူးပေါင်းဆောင်ရွက်ရမယ်။စက်မနိုးမီလုံးဆောင်ရမယ့်ချက်တွေအစုတွေအဖွဲ့တွေနဲ့ပူးပေါင်းပြီးလုပ်ရတယ်။ engineer စစ်တဲ့လူကစစ်ရေပါဖွင့်တဲ့လူကဖွင့်ဘယ်သူချခြင်းသွင်းတဲ့လူကသွင်းစီဖြည့်တဲ့လူကဖြည့်မှတ်တမ်းတင်တဲ့လူကမှတ်တမ်းတင်မယ်ကိုစီတာဝန်တွေကိုပူးပေါင်းဆောင်ရွက်မှအုပ်စုနဲ့လုပ်ရတဲ့လုပ်ငန်းတွေဖြစ်ပါတယ်ဒါမှလည်းအောင်မြင်ပါပါအင်ဂျင်ဝိုင်နေသလားများနေသလားစီရောတန်ရှင်းမှုရှိရလားစီရောတန်ရှင်းမှုရှိမရှိဆိုတာတွေအတွေးခေါ်တွေလည်းမျှဝေပေးရပါသေးတယ်စက်မနိုးရင်ဘာကြောင့်မနိုးတာလဲဘက်ထရီအားမရှိလို့လားစီမတန့်လို့လားစီပတ်မကောင်းတာလားနော်စင်မကောင်းတာလားပြဿနာအခက်အခဲတွေကိုပူးပေါင်းပြီးတော့ဖြေရှာရပါတယ်ဒါကြောင့် collaboration နဲ့ဒီကြောင့် engineer အနေနဲ့ဆက်နေတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒုတိယအချက်ကတော့ကျွန်တော် communication မှာအဲ့တော့ communication ဆိုတာဘာကိုပြောတာလဲ communication ဆိုတာဆက်သွယ်ပြောဆိုခြင်းနှုတ်အားဖြင့်ကိုယ်ဟန်အမူအရာအားဖြင့်ဆက်သွယ်ခြင်းဖတ်တာရေးတာပြောတာနားထောင်ခြင်းတို့ပဲဖြစ်ပါတယ်ဒီကြောင့် engineer တူဖြစ်လာဖို့ရန်အတွက် engine နဲ့ပတ်သက်တဲ့အကြောင်းအရာတွေစာတွေဖတ်ရပါတယ် operation တွေဖတ်ရတယ်လက်တွေ့တွေလေ့ကျင့်ရတယ် engine တစ်လုံးဘယ်လိုလုပ်တာလဲစီလိုင်းရေကြိုလိုင်းရင်ငန်းလိုင်းစက်နိုးစနစ်အရေးပေါ်ရက်တက်ခြင်းအစရှိတဲ့စာတွေဖတ်ထားဖို့လိုပါတယ်ဖတ်ရုံနဲ့မပြီးသေးပါဘူးကိုသိတာတွေနားလည်သွားလို့ရှိရင်လည်းမသိတဲ့မတက်တဲ့သူတွေနောင်လာနောက်သားတွေအငယ်တွေအဲ့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့ပြောပေးရပါတယ်သင်ပေးရပါတယ်ကိုယ့်ရဲ့တက်သိနားလည်တဲ့သူတွေပြောပြတာတွေလည်းကျွန်တော်နားထောင်ပြီးတော့မှတ်သားရပါတယ်ကိုသိပြီးဖြစ်တာတွေအတွေ့အကြုံတွေကိုနောက်မျိုးဆက်သက်တွေအတွက်မှတ်တမ်းတွေရေးခဲ့ရပါတယ်ဒါမှနောက်လူတွေအတွက်အဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့် communication ဆိုတဲ့အချက်အားလည်းရေချောင်း engineer တွေအတွက်အခြေခံကြတဲ့အချက်တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ဆွေးနွေးလိုပါတယ်ကျွန်တော်နောက်တစ်ချက်ကတော့ကျွန်တော် critical thinking နဲ့ problem solving engineer မောင်းကြပြီဆိုလို့ရင် critical thinking နဲ့ problem solving ကဘယ်လိုအရေးပါတာလဲအဲသမောတွေ engineer မောင်းပြီ engineer နဲ့ပတ်သက်တဲ့စက်နဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးရှိပါတယ်စက်တွေကလဲတယ်ဒါပေမဲ့မနိုးဘူး engineer လုံးဝကိုမလဲဘူး RPM တွေရုတ်တရက်တက်လာတယ် engine pressure တွေချက်ချင်းကိုကျသွားတယ်မိခိုးတွေမဲလာတယ်မိခိုးတွေဖြူသွားတယ်အစရှိတဲ့ပြဿနာတွေကိုအဖြေရှာရတော့မယ်အဖြေရှာဖို့အတွက်ကြတော့အထက်မှာပေါ်ပြခဲ့တဲ့စုဖွဲ့လှုပ်ဆောင်တာတွေဖတ်မှတ်လေ့လာထားတာတွေရှိမှအဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်ကျက်စီထဲမှာရေရောနေဆိုရေကျူရောတာလားရေငံရောတာလား taste လုပ်ကြည့်ရတယ်အဲ့တော့ဘာကြောင့်ရောတာလဲစီးမကောင်းလို့လားဒါဆိုစီးလဲရမယ်နောက်မဖြစ်အောင်အဲ့ရေပတ်မှာကျွန်တော်ရေကြမယ်အပေါက်ကလေးတွေကိုဖောက်ပေးတာတွေရေကြလာပြီဆိုတာနဲ့ RPM short မောင်းတာတွေနောက်ထပ်မဖြစ်အောင်အမှားပြင်ရမှာဖြစ်ပါတယ်ဒါကြောင့်အပြစ်ရှာတာတွေအမှားပြင်တာတွေဟာနောင်ဖြစ်မလားကျွန်တော်တို့ကြိုတင်ဆောင်ရွက်တဲ့တာတွေကိုကြိုတင်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အရေးကြီးတယ်လို့ကျွန်တော်တင်ပြဆွေးနွေးလိုပါတယ်စရုပ်ဓာတ်အချက်အနေနဲ့ပြောရမယ်ဆိုတော့ creativity နဲ့ innovation လို့ခေါ်ပါတယ်ကျွန်တော်တို့ဒါတွေဟာဘာကိုပြောတာလဲဒီထွင်ဖန်တီးတာတွေ modernize ဖြစ်နေတဲ့ engine တွေကိုထိမ့်သိမ်းမောင်းနေကြတဲ့ engineer တွေဘာကြောင့်လွယ်ကူနေတာလဲအရင်တော့အင်ဂျင်အိုကြီးတွေမောင်းရင်ကျတော့အစင်သိမ့်မပြေဘူးပေါ့အင်ဂျင်အသစ်တွေဖြစ်လာပြီဆိုလူတွေတက်တောင့်တက်တာဖြစ်လာကြတယ်ဒါ
ဒါတွေကဘာကြောင့်လဲဆိုတော့ကျွန်တော် engine နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းဒီတွင်ဖန်တီးတာတွေအတွေးခေါ်အယူဆအသစ်တွေရှာဖွေတာတွေပြဿနာတွေဖြေရှင်းတာတွေပြုလုပ်ဖို့ရန်အတွက်သတ်မှတ်ထားတဲ့စီးပေါင်အပြင်အတွင်းကနေပြီးတော့အပြင်ပကိုထွက်ပြီးတော့တွေးခေါ်စေခြင်းဖြစ်ပါတယ်ဒီနေ့ခေတ်တိုးတက်နေတာနဲ့အမျှပစ္စည်းအသစ်တွေဤပညာအသစ်တွေထိန်းချုပ်မှုပုံစံအသစ်တွေဖြစ်ထွန်းနေပါတယ်ရခင် engine အဟောင်းတွေမောင်းရတဲ့ engineer တွေကပင်ပန်းနေစက်ကိုသေးချာစောင့်ကြည့်ရတယ်ချောစီ pressure ချက်ချင်းကျဆင်းတာကိုမသိလိုက်ရင် engine bearing တွေစီးပြစ်သွားမယ် bearing ဖမ်းသွားမယ်အခက်မသိရင် engine တွေကွဲသွားနိုင်တယ်ပေါ်စာလို့လုံးဝမဖြစ်ပါဘူးယနေ့ခေတ် engine တွေမှာကြတော့ engine pressure ရုတ်တရက်ကျလာပြီဆိုတာနဲ့အလန်းနေမိလာတယ်ဒါဟိုတောင်သတိမထားမိဘူးဆိုရင် auto stop သူအလိုလျောက်ရပ်တန့်သွားတဲ့စနစ်တွေပါဝင်လာပါတယ်ဒါပေမဲ့အဲ့ဒီ control စနစ်တွေကောင်းလားမကောင်းဘူးလားအလုပ်ကောလုပ်ရလားအလုပ်မလုပ်ဘူးဆိုရင်တေချာပြန်စီစစ်ဖို့လိုပါတယ်ဒါမှသာလျှင်ကျွန်တော်ဒီတွင်ဖန်တီးမှုတွေအပေါ်မှာစိတ်ချရမှာဖြစ်ပါတယ်နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှာကျွန်တော်ကြုံခဲ့ဥပါတယ်အရေးပေါ်မုန်တိုင်းရှိတယ်သင်္ဘောအနီးဆုံးစိတ်ကမ်းကိုဝင်ခိုင်းတယ်စက်ကပြက်သွားတယ်တာဝူချာချာကောင်းကောင်းအလုပ်မလုပ်ဘူးမောင်းမရတော့တောင်ငံအင်ဂျင်နီယာစီးပေါင်တွေကနေစကားပြောတယ်ဒီတိုင်းမောင်းရင်တာဝူချာချာကွဲသွားနိုင်တယ်ပြင်စည်းဖွဲ့ခေါ်ရမယ်အသက်လဲပြုပြင်ရမယ်ဆိုပြီးတော့တင်ပြတယ်အဲ့လိုအရေးပေါ်အချိန်ဒီမှာအချိန်ကမလောက်တော့ဘူးဒီပြဿနာကိုစီလောင်းသင်္ဘောသားတယောက်ကဘယ်ရင်ဘီယာဘူးကိုခုပြီးတော့မောင်းလို့ရအောင်စီးပေါင်ရဲ့အတွင်းကနေပြီးတော့ပြင်ပကိုထွက်ပြီးတော့တွေးခေါ်ပြီးပြုပြင်ပေးနိုင်ခဲ့ပါတယ်အန်ရီကင်းသွားနဲ့ကန်းကိုကတ်နိုင်ခဲ့တယ်မုံတိုင်းနဲ့လွတ်သွားတယ်ဒါကြောင့်တီထွင်ဖန်တီးဖို့ဆိုတာမှာစီးတွေပေါင်တွေခတ်ထားရင်တော့တိတ်အစ်စ်မပြေပါဘူးအဲ့ဒီစီးပေါင်ရဲ့အပြင်ဘက်ကထွက်ပြီးတော့တွေးခေါ်ဖို့လိုတယ်ဒါမှသာလျှင်တိုးတက်လာလိမ့်မယ်ဖြစ်ပါတယ်ခင်ဗျာနောက်တစ်ချက်ပြောရရင်တော့ကျွန်တော်တို့ citizenship ပေါ့ citizenship ဆိုတာဘာကိုပြောတာလဲ engineering organization မှာ citizenship ကဘာကြောင့်လိုက်နာတင်တာလဲကျွန်တော်ဒါလေးကိုကျွန်တော်ဆွေးနွေးပေးခြင်းပါလူအဖွဲ့အစည်းမှာတက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းတရားမျှတခြင်းပဏိပက္ခဖြေရှင်းခြင်းစိတ်ဓာတ်များရှိနေဖို့ရန်အတွက်လေ့ကျင့်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။တမောတစည်းကိုတာဝန်ခံတဲ့ engineer လက်အောက်အဖွဲ့အစည်းကိုလက်အောက်မှာလည်းအဖွဲ့အစည်းတွေရှိတယ်လို့အထက်မှာလည်းရှိပါတယ်။စက်ပြင်းတာတွေမောင်းတာတွေထိန်းသိမ်းတာတွေတက်ကြွနဲ့ဝိုင်းပြီးတော့လှုပ်ဆောင်ရပါမယ်။လက်အောက်ငယ်သားတွေကိုစိတ်ပတ်လက်ပါရှိအောင်အုပ်ချုပ်သူကိုယ်တိုင်လည်းတရားမျှတဖို့လိုပါတယ်။သူဘာတွေလုပ်တတ်တယ်လဲ။သူ့ကိုဘာတာဝန်ပေးရမလဲ။သူ့ကိုဘာတွေသင်ပေးရမလဲ။ကိုယ်တိုင်ရောဘာတွေလိုအပ်တယ်လဲပြန်သုံးသပ်ပြီးတော့နေရပါမယ်။ engineer အလုပ်တွေမှာကိုယ်စီအသိစိတ်တွေနဲ့မာသာရှစ်မိခင်သမောလို့သဘောထားနိုင်မှတိုးတက်လာပါလိမ့်မယ်။လုပ်ငန်းတွေအဆင်ပြေလာပါလိမ့်မယ်။ဝိုင်းဝန်းထိန်းသိမ်းရမယ်။မှန်ကန်တဲ့စိတ်ထားတဲ့အောင်လည်းသင်ပေးရမယ်။ကိုယ်တိုင်လည်းစိတ်ကောင်းမွေးရပါမယ်။အခုပေါ်ပြတဲ့အချက်တွေကတော့ကျွန်တော်တို့ 5CS ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပေါ်ပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီပေါ်ပြခဲ့တဲ့ 5CS ဆိုတဲ့စီငါးလုံးကိုပြန်သုံးသပ်ရရင်အုပ်စုဖွဲ့ပြီးတော့အစုအဖွဲ့တွေနဲ့အလုပ်လုပ်တာတွေဖတ်မှတ်လေ့လာဝိုင်းဝန်းစုဖွဲ့ပြီးအဖြေရှာတာတွေအမားတွေပြန်ပြင်တာတွေနောက်မဖြစ်အောင်လုပ်တာတွေတီထွင်ဖန်တီးတာတွေတတ်မှတ်စည်းပေါင်းကိုကြော်ပြီးတွေးတာတွေစက်စစ်သုံးသက်ဝေဖန်တာတွေနှက်တနဲ့အုပ်ချုပ်ပြီးတော့တင်ကြားပြသပေးမယ်ဆိုရင်ရေချောင်းအင်ဂျင်နီယာအဖွဲ့ကြီးကကိုစီတာဝန်ကျေကြမယ်ဆိုရင်တိုးတက်လာမှလက်ခံမလွဲအေကန်အမှန်ပဲဖြစ်ပါကြောင်းဆွေးနွေးအကြံပြုတင်ပြလိုက်ရင်းနဲ့အနာဂတ်မြန်မာနိုင်ငံတော်ကြီးတိုးတက်ပါစေကြောင်းဆုမကောင်းတောင်းလာပါတယ်မရင်းအင်ဂျင်နီယာအဖွဲ့ကြီးလည်းလောကကြီးလည်းဖွံ့ဖြိုးတိုးတက်ပါစေလို့ဆုတောင်းလိုက်ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ